2026 9လပိုင်း18ရက်နေ့ရဲ့ဖုန်းစင်းနှုန်း update တွေကိုစူးစီးတင်ဆက်ပေးလိုက်ပါတယ်ဒီဖုန်းစင်းနှုန်းတွေထဲမှာမပါတဲ့ဖုန်းမျိုးစားတွေကတော့ဈေးကွက်မှာပစ္စည်းပြတ်နေတဲ့ဖုန်းမျိုးစားတွေဖြစ်ပါရဲ့ပေါ့နော်ကဲဒါဆိုရင်တော့အတူတူကြည့်လိုက်ကြရအောင်